အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ချက်စီနဲ့ Man United ရဲ့ပွဲစဉ်ကတော့ပြီးသွားခဲ့ပြီပေါ့နော်ပွဲစဉ်ကပြီးသွားပြီမဲ့ပြောစရာတွေတော့အများကြီးကြံ့နေကြတာပေါ့နော်ဒါပါကြံ့နေကြတာဘာလဲဆိုရင်အဓိကပြောကြတာတော့ကျွန်တော်တို့ရဲ့ United ကစားသမားဟောင်းလက်ရှိ Chelsea ရဲ့တောင်ပံကစားသမားဖြစ်တဲ့ Alejandro Garnacho ရဲ့အကြောင်းအရာတွေအများကြီးပြောနေကြတာပေါ့နော်အဲ့တော့သူ့ရဲ့အကြောင်းကိုဘာတွေပြောသလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လေးကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်တို့ Garnacho ကတည့်တဲ့အတိုင်း Man United မှာဆိုလို့ရှိရင်တကယ်ကိုအလားအလာအကောင်းတဲ့ကစားသမားဖြစ်တယ် United ရဲ့ future generation အတွက်အရန်ကိုအားရစရာကောင်းတဲ့ character လည်းရှိတဲ့ performance တွေလည်းအပြည့်ရှိတဲ့ကစားသမားလို့ကျွန်တော်တို့အများကြီးယုံကြည်ခဲ့ကြတာပေါ့နော်ဒါပေမဲ့သူပြီးခဲ့တဲ့တစ်ပတ်ကပဲ interview လုပ်တယ်အဲ့တော့ professional ပြီးတာပါတယ်သူကအရင်တော့ဆိုးဝါးကြီးတော့ပြောပေါ့နော်အဲ့တော့ဘာပြောလဲဆိုလို့ရှိရင် United မှာမကစားတဲ့အတော်တွင်းမှာသူ့ကိုသူပြန်ပြီးတော့မှမြင်တဲ့ပုံစံကဘာဖြစ်လာလဲဆိုလို့ရှိရင်ငါကစားရတဲ့နဲ့လို့အများကြီးတွေးနေတာပေါ့လေကစားသမားကဘာဖြစ်လာလဲဆိုလို့ရှိရင်သူ့ကိုသူအရင် self esteem ညှင့်သွားတဲ့သဘောမျိုးပေါ့နော်အရင် hype သွားတယ်သူအရင်ကကစားခဲ့ရတဲ့ကစားပွဲတွေအများကြီးဖြစ်လာတယ်ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာသူ့ကိုလူစားလဲတာခံရတယ်ဗာလဲအရန်ကုန်မှာထိုင်နေရတယ်ဒီလိုချင်းကြီးဖြစ်လာတဲ့အခါမှာ तू ကပါဆိုရင်ငါကစားဖို့ထိုက်တန်တယ်ဆိုရင်အတွေ့မျိုးသူ့မှာဝင်လာတာပေါ့နော်အဲ့တော့အဲ့လိုဖြစ်ချင်းကပဲ Alejandro Garnacho နဲ့ United တို့ရဲ့ပုံပြင်ကတခန်းရသွားခဲ့ရတာပေါ့အဲ့ကနေပြီးတော့မှကျွန်တော်တို့ဟာ Garnacho ဟာ Chelsea ကိုပေါင်တန်40နဲ့ရောက်ရှိသွားတာဖြစ်ပါတယ်အဲ့တော့ဒါမဲ့ပေါင်တန်40သူထိုက်တန်ရဲ့လားပေါ့နော်သူတို့မေးခွန်းတွေမေးကြတယ်ပေါ့သူတို့ fan တွေကမေးတယ်သူတို့ရဲ့တကယ်ဗာလဲနေပြတွေရောအကုန်လုံးပါပေါ့လေနော်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီတော့ဗာလဲဆိုတော့ United နဲ့ပွဲမှာပြသွားတဲ့အခြေစွမ်းအရာဆိုတော့သူ့ရဲ့တန်ကြီးဟာဘယ်လောက်မှတန်ကြီးမရှိဘူးလို့လူတွေကအများကြီးပြောနေကြတာပေါ့လေအဲ့တော့ဒီချင်းလေးကိုကျွန်တော်ကဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါအဲ့တော့Garnacho အကြောင်းပြောကြမယ်ဆိုလို့ရှိရင်သူ့ရဲ့United နဲ့ပွဲမှာ Chelsea အတွက်ကစားခဲ့တဲ့ပုံစံအရင်စပြောရမယ်ထင်ပါတယ်အဲ့တော့သူကကျွန်တော်တို့ဘရာဇီးကစားမှာ Estevao ရဲ့နေရာမှာလူစားဝင်ပြီးတော့မှကစားတာဖြစ်ပါတယ်အဲ့တော့ကံကောင်းသွားတဲ့ Estevao ကဘာဖြစ်သွားလဲဆိုလို့ရှိရင်နာသွားတယ်ပေါ့နော်ကစားရင်နာသွားတဲ့အချိန်မှာသူကလူစားလဲဝင်လာတယ်လူစားလဲဝင်လာပြီးတော့မှဘာမှကောင်းကန်းလုံးမပြနိုင်ဘူးပေါ့လေလူတွေကအဲ့လိုမျိုးမလုပ်ကြတာပေါ့ပြောကြတာပေါ့တစ်ဖက်ကကြည့်ပြန်ရင်လည်းကျွန်တော်တို့ကသူကစားခဲ့ရတဲ့ကစားသမားသူရင်ဆိုင်ခဲ့ရတဲ့ကစားသမားတွေရဲ့အချင်းကိုကြည့်ဖို့လိုပါတယ်United ပွဲမှာသူရင်ဆိုင်ခဲ့ရတဲ့အဓိကကစားသမားကတော့Diego Dalotပေါ့နော်Diego Dalotဟာတကယ်ကိုသူ့ကိုအိတ်ကတ်ထဲမှာထည့်ထားတယ်လို့ပဲကစားတော့တယ်ပေါ့နော်Diego Dalotနဲ့ရင်ဆိုင်ကစားရတယ်နောက်တစ်ယောက်ကCasemiroနဲ့ရင်ဆိုင်ကစားရတယ်အဲ့လိုရင်ဆိုင်ကစားရတယ်တကယ်အတွေ့အကြုံရင်းကစားသမားတွေနဲ့ရင်ဆိုင်ကစားရတဲ့အခြေအနေမျိုးမှာသူဘာမှမလုပ်နိုင်ခဲ့တာပေါ့အဆိုးဆုံးကတော့ဘာဖြစ်လဲဆိုလို့ရှိရင်Bruno Fernandes ဖန်တီးပေးတဲ့ဘောလုံးကိုမာတီယက်ကွန်ညာကဂိုးသွင်းသွားတယ်ပေါ့နော်အဲ့ဒီဖန်တီးBruno Fernandes ကဘောလုံးကိုမဖန်တီးပေးနိုင်ခင်မှာသူ့အနေနဲ့တားလိုက်နိုင်ခဲ့တဲ့တယ်လို့သူတို့ကပြောကြတာပေါ့ Bruno Fernandes ကကျွန်တော်တို့ကပြောတာမဟုတ်ဘူးသူကအရန်ကောင်းတဲ့ကစားသမားလို့ကျွန်တော်တို့ရှိမှလည်းပြောခဲ့ပြီးသားအဲ့တော့ဒီအခြေအနေမှာသူ့အနေနဲ့တားနိုင်မှာမဟုတ်ဘူးဘယ်ကစားသမားမဆိုသူ့နေရာမှာဆိုရင်လိုက်ပြီးတော့တားနိုင်မှာမဟုတ်ဘူးဒါဟာGarnachoဘက်ကနေပြီးတော့ကျွန်တော်လိုက်ပြောတာမဟုတ်ဘူးGarnachoမှမဟုတ်ဘယ်ကစားသမားပဲဖြစ်လိုက်ပြီးတော့တားနိုင်မှာမဟုတ်ဘူးဘာလို့ဆိုရင်လေရှင်သူ့ရဲ့အချင်းနဲ့Bruno Fernandes ရဲ့အချင်းဟာဘာမှကိုစိုက်မနေတကယ်တမ်းတွေးကြရင်ပေါ့လေနော်ဒါကပထမတစ်ချက်ပေါ့နော်အဲ့တော့ဒုတိယတစ်ချက်အနေနဲ့ကသူ့အနေနဲ့ဘာရှိလဲဆိုလို့ရှိရင်ဂိုးကန်ပင်ခွင့်
ရှိတယ်ပေါ့နော်တကယ်ကိုကန်သွင်းခွင့်ရတဲ့အချိန်တွေမျိုးမှာ United မှာရှိခဲ့တဲ့ကန်သွင်းခွင့်ရခဲ့တဲ့ပုံစံနဲ့ Chelsea မှာရှိတဲ့ Chelsea မှာလက်ရှိရှိနေတဲ့အချိန်ကန်သွင်းခွင့်ရတဲ့ပုံစံမျိုးတော့သူတို့နိုင်ရှင်ကြတာပေါ့ဟာ United မှာတော့ဖြစ်ကွာဟာ basket kick တွေနဲ့တောင်မှဂိုးသွင်းပြခဲ့သေးတယ်ဒါပေမဲ့ဒီ United ကိုပြန်ပြီးတော့ရင်ဆိုင်ရတဲ့အချိန်မှာတော့ဘယ်လိုဖြစ်သွားလဲသူကတကယ်ရော Chelsea ကမှဟုတ်ရလားပေါ့ United ဘက်ကနေပြောမှပဲကစားသွားတဲ့ကစားသမားမျိုးလားလို့ဆိုတော့မှတော့လူတွေကသူ့ကိုမလုပ်ကြလဲဆိုရင်ဝိုင်းပြီးတော့ဝေဖန်ကြတာရှိပါမယ်ဒါပေမဲ့ပြောရင်လည်းပြောလောက်တဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့လေသူကတာမန်ဘောလုံးထိန်းတာလောက်တော့မှတေချာမထိန်းနိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုးကိုဖြစ်သွားတာပေါ့ဒီလိုအခြေအနေမျိုးကဒါမှန်ကန်တဲ့ professional ကစားသမားတယောက်ရဲ့အကြီးအသေးမျိုးမဟုတ်နေဘူးလို့လူတွေကပြောကြတာပေါ့နော်ဂါနာချိုဘလောက်တယောက်ကပြောတယ်ဂါနာချိုဘလောက်တန်တာလဲတန်း40လားဟာတန်း40ဘာဘယ်နာကတန်း40တန်တာလဲဆိုတော့အခြေအနေမျိုးတွေထိဖြစ်လာတာပေါ့လေနော်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်မန်ယူရဲ့ကန်နွေကစားသမားကြီးနီကီဘက်ကဘာပြောလဲဆိုလို့ရှိရင်ဂါနာချိုကဘာဖြစ်သွားတာလဲပေါ့နော်သူ့အနေနဲ့စဉ်းစားလို့တော့မရဘူးပေါ့နော်ဒီလိုမျိုးဖြစ်သွားတာပေါ့နော်တန်း40ပေးထားတဲ့ဂါနာချိုရဲ့အချင်းကအကြီးသွေးရဒါပဲလားပေါ့နော်ဒါသူကနေပြီးတော့ပြောတာပေါ့နော်အဲ့တော့သူဘယ်လောက်ထိအောင်ပြောလဲဆိုလို့ရှိရင်သူတို့ရဲ့ pocket အစီအစဉ်တစ်ခုရှိတယ် Good the Bad and the Football Pocket ဆိုတာမျိုးပေါ့နော်အဲ့ဒီခေါင်းစဉ်အောက်မှာသူဘာပြောသွားတယ်ဆိုလို့ရှိရင်ဂါနာချိုက superstar ဆိုတဲ့ status ကိုတဲ့မြန်ရသွားတဲ့လူငယ်ကစားသမားတယောက်တဲ့အဲ့တော့ဒါပေမဲ့သူကအဲ့ဒီနာမည်ကြော်ကြားမှုတွေအပေါ်မှာအရင်မှွေလို့သွားတယ်ထင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်သူကသူ့ကိုယ်သူဘာထင်သွားလဲဆိုလို့ရှိရင် United သူကဒါလျင် United ထက်ပိုပြီးတော့မှကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်တယ်ကလပ်ကသူ့လောက်မကြီးကျယ်မြင့်မြတ်ခြင်းမရှိဘူးလို့သူကတွေးသွားတယ်ဆိုတာမျိုးထိအောင်နီကီဘက်ကနေပြီးမှပြောလာတာပေါ့နော်တကယ်ဖြစ်တယ်မဖြစ်ဘူးဆိုတာတော့ခန္ဓာချိုးပေါ်လဲမူတည်တာပေါ့လေသူ့အနေနဲ့ဘယ်လိုမျိုးတွေးမိသွားတယ်ဆိုတာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်သူ့မှာလုံးဝ mentality ကသူ့ကအရန်ကိုညံ့ပြင်းတဲ့ကစားသမားလို့သူကပြောတာပေါ့နော်အဲ့တော့ဘလောက်ဖြစ်အောင်ပြောတာလဲဆိုရင်zero bloody mentality လို့ပြောတာကျွန်တော်တို့ဟိုငငယ်တုန်းကကြီးရတဲ့ကစားသားတွေမှာ bloody hell နဲ့အမြဲတမ်းပြောတဲ့အင်္ဂလိပ်တွေကျိန်ဆဲတဲ့စကားမျိုးပေါ့နော်ဒီလိုစကားမျိုးထည့်အောင်တော့သူကသုံးသွားတယ်ပေါ့နော်ဒါဟာအရန်ကိုပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးလို့တော့ပြောလို့ရတယ်ပေါ့လေဗာလဲဂါနာချို့ပုံမှာပေါ့နော်ဒါနီကီဘက်ရဲ့စကားလုံးအသုံးလုံးတွေပေါ့နော်အဲ့တော့နီကီဘက်ကနောက်ထပ်ပါပြောလဲဆိုရင်ဂါနာချိုနေနဲ့တကယ်ကို discipline ကြနေဖို့လိုတယ်ပေါ့နော်သူ့ရဲ့လုပ်ပုံကိုင်ပုံပြောပုံဆိုပုံတွေဟာတကယ် guidance တစ်ခုရဲ့အောက်မှာရှိနေဖို့လိုတယ်လို့သူကပြောသွားတာပါအဲ့တော့ထပ်ပြီးတော့ဗာပြောသွားသေးလဲဆိုလို့ရှိရင်သူ့ကို ground နဲ့ဖြစ်အောင်ထားဖို့လိုတယ်လို့ပြောတာ ground နဲ့ဖြစ်အောင်ထားဖို့လဲဆိုတော့သူ့ကိုဖိနှိပ်ထားဖို့လိုတယ်လို့ပြောချင်တာလည်းအတူတူပဲဖိနှိပ်ထားဖို့ဆိုတာကဒီကစားသမားကိုအများနဲ့ဖိနှိပ်နေရမယ်လို့ပြောချင်တာမဟုတ်ဘူးသူ humble ဖြစ်ဖို့ကျွန်တော်တို့အာလင်ဟာလန်ပြောသလိုပေါ့ humble ဖြစ်ဖို့လိုတယ်ပေါ့နော်ဒီကစားသမား humble ဖြစ်ဖို့လိုတယ်လို့သူ့စိတ်ထဲမှာတွေးတဲ့အတွက်ကြောင့်မို့သူကဒီစကားလုံးကိုပြောတာလို့ကျွန်တော်တို့ကထင်ပါတယ်ပို့ပြီးတော့မှဆိုးတာကဘာဖြစ်လာလဲဆိုလို့ရှိရင်မင်းတို့ဘလောက်ပြောငါကတော့စောက်ပြီးမဆက်ဘူးဆိုတော့ကွာဆိုတဲ့အချိုးမျိုးနဲ့ပေါ့နော်ဟိုကနေပြောမှဂါနာချိုကနေပြောမှသူတို့ရဲ့ post သူ့ရဲ့ Instagram post မှာဘယ်လိုရေးထားလဲဆိုရင် no regret လို့ရေးထားတာပေါ့နော်အဲ့တော့ပြောချင်တာကမန်ယူနိုက်ကနေထွက်သွားတဲ့အတွက်ထွက်ခဲမိတာအတွက်နောင်တမရဘူးလို့သူကပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီစကားကတော့သူ့အနေနဲ့တော်တော်လေးချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးလို့ကျွန်တော်တို့ယူဆရတယ်ပေါ့လေ။ဘာကြောင့်မို့လဲဆိုလို့ရှိရင်အခုလက်ရှိနေတဲ့Chelsea အသင်းဟာအသင်းကောင်းတစ်သင်းဖြစ်တယ်ကျွန်တော်တို့က no doubt လုံးဝတန်တရားဖြစ်စရာအကြောင်းမရှိဘူး။ဒါပေမဲ့လက်ရှိသူ့ရဲ့ခြေကမ်းဟာ United မှာရှိခဲ့တဲ့ခြေစွမ်းထက်အများကြီးတာနေရဆိုတော့သူဒီစကားပြောဖို့အတွက်သူ့မှာအခွင့်အရေးရှိတယ်။ but ဒါ
ဒါပေမဲ့အခုလက်ရှိအခြေအနေမှာသူ့ရဲ့ခြေစွမ်းဟာတန်မှန်အောက်မှာရောက်နေတယ်အဲ့ဒီအတွက်တော့သူ့အနေနဲ့ဒီလိုစကားမျိုးပြောတာကိုဆင်ခြင်သင့်တယ်လို့ကျွန်တော်ကတော့ယူဆရပါတော့เนาะကျေးဇူးအများကြီးတင်ပါတယ် bye bye